ဒီနေ့ခေတ်မှာကလေးတွေဘာကြောင့်ပျက်စီးလွယ်တာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အချက်လက်ကလေးတချို့နဲ့ကိုးကားပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးတော့ကျွန်တော်တို့က hormonal changes လို့ခေါ်တဲ့အသက်73နှစ်နဲ့18နှစ်ကြားကိုရောက်လာတဲ့အချိန်မှာ hormonal changes ကိုစပြီးတော့ရင်ဆိုင်ရပါတယ်အလွယ်ပြောရင်တော့ hormone change နေပေါ့ဗျာနောက်တစ်ခုကသူနဲ့တူကပ်ပါလာတာကကျွန်တော်တို့ခေတ်အခြေအနေရလို့မဟုတ်ဘဲနဲ့ social media ကပ်ပါလာပါတယ်အဲ့တော့အဲ့ဒီ social media ကပ်ပါလာတဲ့နောက်ွယ်မှာအဲ့ဒီ social media ကိုဆွဲလန်းခြင်းမျိုးဖြစ်ပေါ်သေးပါတယ်ကျွန်တော်တို့အသက်73နဲ့18ဝန်းကျင်ကကျွန်တော်တို့ရဲ့ပတ်ချာလဲမှာကြည့်စရာရုပ်သံလိုင်းကလည်းများများဆဆမရှိဘူးလှုပ်ချင်ရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စာဖတ်ရတယ်စာဖတ်တဲ့အချိန်မှာလည်းအဲ့ဒီခေတ်ခါရအပျော်ဖတ်စာပေရှိလိုမျိုးဘူးတုဒရတဲ့စာပေမျိုးရှိဒါပေမဲ့အဲ့လိုကျွန်တော်တို့အရွယ်မှာကပြဿနာမရှိလာပြီမဲ့ဒီဘက်ခေတ်ကလေးတွေအတွက်မှာက73နဲ့18ကြားမှာပြဿနာကကြီးကြီးမားမားစပြီးတော့ရင်ဆိုင်နေရပါတယ်နောက်တစ်ခုကတော့ဖုံးဆွဲလန်းတဲ့ပြဿနာပေါ့အဲ့အပြင်နောက်ထပ်ပို့ပြီးတော့စိုးရင်ရတဲ့အခြေအနေက relationship ပါပဲတနည်းအားဖြင့်ရည်သားတနာထားတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ခေတ်တဲ့ပို့ပြီးတော့လွယ်စောစောစီစီရည်သားတနာရနိုင်တဲ့အခွင့်အလမ်းပို့ပြီးတော့များပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပြဿနာတွေကိုရင်ဆိုင်တဲ့နေရာမှာအခြေခံကြကြနဲ့သွေးအေးရင်ဆိုင်နိုင်ဖို့လိုပါတယ်ဒီကြားထဲမှာကျွန်တော်တို့ကဝုန်းတိုင်းသွားပြီးတော့ကျဲလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ကလေးကိုနဲ့အဝေးဆုံးအခြေအနေနဲ့ကိုမဖြစ်ချင်ဆုံးအရာတွေစီကိုတွန်းပို့လိုက်တယ်လို့ဖြစ်သွားမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကလေးကိုမျက်ခြေမပြတ်တေချာစောင့်ကြည့်လေ့လာဖို့ရာအင်တန်မှကိုပဲအရေးကြီးပါတယ်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ AMN International School အနေနဲ့လာမယ့်ပညာသင်နှစ်မှာဖုန်းကိစ္စတွေ relationship ကိစ္စတွေ social media ကိစ္စတွေကိုကင်းလွတ်ဖို့အတွက်ကျွန်တော်တို့အနေနဲ့ကျောင်းအိတ်ကျောင်းစာစတင်လက်ခံပြီးတော့မှာဖြစ်ပါတယ်အသေးစိတ်သိရှိလိုတာရှိရင်တော့ကျွန်တော်တို့ရဲ့ page messenger မှာအချိန်မီမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်